ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ OneDrive ထဲမှာရှိနေတဲ့ data တွေကိုကိုယ့်ရဲ့ set ထဲကိုဘယ်လို backup ပြန်ပြီးတော့ယူရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကဒီ Office 365 account တွေဝယ်သုံးတဲ့အခါမှာဒီ OneDrive ထဲကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့ data တွေကျွန်တော်တို့ save လိုက်တယ်save ပြီးတဲ့အခါမှာဒီလိုမျိုးအကြောင်းတစ်ခုကြောင့်ဒီ account တွေ error ဖြစ်သွားတယ်ဆိုရင်ဒီ OneDrive ပေါ်မှာရှိတဲ့ကိုယ့်ရဲ့ data တွေကိုကွန်ပျူတာထဲကိုဘယ်လိုပြန်ပြီးတော့ backup ယူရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ကဒီ browser တစ်ခုခုကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီမှာ office.com လို့ရိုက်လိုက်မယ်ဒါဆိုဒီ seminar လေးပေါ်လာတယ်ပြီးတော့ဒီမှာ sign in ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့အရင်ပေါ့နော်ဒီ office 365 account အဟောင်းကိုကျွန်တော်တို့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တို့ကဒီကိုယ့်ရဲ့ office 365 account အဟောင်းဒီမှာကျွန်တော်တို့ဒီ sign in ဝင်ပေးရမှာဖြစ်ပါတယ်ဆိုင်းရင်ဝင်ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီ seminar လေးကိုတွေ့ရမယ်ပြီးတော့ဒီဘယ်ဘက်အပေါ်မှာဒီမှာအဆက်လေး60ကိုကျွန်တော်တို့ဒီတွေ့ရမယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုတော့ဒီမှာ OneDrive ဆိုတာလေးကိုဆက်ပြီးတော့နှိပ်လိုက်ပါပြီးတော့ပြီဆိုတော့ဒီဘယ်ဘက်မှာကျွန်တော်ဒီ my file ဆိုတာလေးရှိပါတယ်ဒီ my file ဆိုတာထဲကိုဆက်ပြီးတော့နှိပ်လိုက်ပါဒါဆိုတော့ကျွန်တော်တို့ကဒီအရင် account မှာကျွန်တော်တို့သုံးခဲ့တုန်းကအဲ့ဒီ account OneDrive ထဲကိုကျွန်တော်တို့ဒီ save လိုက်တဲ့ file တွေကိုကျွန်တော်မှတွေ့ရမှာဖြစ်ပါတယ်ဒီမှာတော့ကိုယ်ကများများစိတ်တယ်ဆိုရင်ဒီမှာအများကြီးကျွန်တော်တို့တွေ့ရမယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ account မပြတ်ခင်မှာကျွန်တော်ဒီကိုယ့်ရဲ့ set ထဲကိုbackup ယူပေးရမှာဖြစ်ပါတယ်ဆိုတော့ backup ယူမယ်ဆိုတော့ဒီ name ဆိုတဲ့ကောင်ရဲ့ဘေးမှာဒီမှာအမှန်ချစ်လေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုတော့ဒီမှာရှိတဲ့ဟာတွေအကုန်လုံးတို့ကဒီ select ပေးသွားတာဖြစ်ပါတယ် select ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ download ဆိုတာကိုဒီမှာနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့ဒီအပေါ်မှာဒီ OneDrive file ကိုဒီမှာဒီ raw file လေးရှုံပြီးတော့ဒီမှာ download ဆွဲပေးသွားတာဖြစ်ပါတယ်ဒီမှာကိုကများများတင်ထားတယ်ဆိုတော့ဒီမှာနည်းနည်းစောင့်ရမယ်ကျွန်တော်တို့ဒီမှာနည်းနည်းပဲတင်ထားတယ်ဆိုတော့ဒီမှာခဏလေးနဲ့ပြီးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးဒီ complete လို့ပြသွားပြီဆိုရင်ကျွန်တော်တို့ကဒီဘေးမှာရှိတဲ့ဒီ folder ပုံလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ကဒီမှာ OneDrive ကနေပြီးတော့ကိုယ့်ရဲ့ file တွေကိုကွန်ပျူတာထဲကိုဒီမှာကျွန်တော် backup ပြန်ပြီးတော့လုပ်ပြီးသားဖြစ်ပါတယ်ဒီလို raw file လေးနဲ့ရလာဆိုရင်ကျွန်တော်တို့ကဒီ right click နှိပ်ပြီးတော့ win raw ကနေပြီးတော့ဒီမှာကျွန်တော်ဒီextract file ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်မယ်ပြီးဒီမှာ okay ကိုနှိပ်ပေးလိုက်မယ်ဒါဆိုတော့ဒီမှာ folder လေးနဲ့ဖြစ်သွားမှာဖြစ်ပါတယ်ဒီ folder လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ OneDrive ထဲမှာရှိတဲ့ file တွေကိုကျွန်တော်တို့ဒီကွန်ပျူတာထဲကိုပြန်ပြီးတော့ backup ယူတာပြီးသွားရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်